Redmi Note series ဟာဒီနေ့မှာတော့တကယ် level တစ်ခုရောက်သွားပြီဗျ Premium Sun နဲ့ design power bank မလိုတော့တဲ့ 9000 mAh battery နဲ့နောက်ဆုံးထွက် Snapdragon ချစ်ဆက်ဒါကတော့ဒီနေ့မိတ်ဆက်ပေးမယ် Redmi Note 15 Pro Plus 5G ပဲဖြစ်ပါတယ်ဒီဖုန်းကတကယ်ရောတန်ရလားဘာတွေထူးခြားတော့လဲကြည့်လိုက်အောင်ပထမဆုံးကျွန်တော်အကြိုက်ဆုံးအချက်ကလေးစပြောမယ်ဗျာသူ့ရဲ့ display ပါပဲ 6.83 inch ရှိတဲ့ AMOLED panel ကိုသုံးထားပြီးတော့ refresh rate က 120Hz ဆိုတော့300တာတော်တော်လေးကို smooth ဖြစ်ပြီးနေတာပဲဗျတော့နေရနေ့အထိ P price နဲ့ပေးထားတော့နေ့လည်ခင်းနေပူထဲသွားသုံးရင်တော့ screen ကရှင်းနေတော့မယ် Dolby Vision နဲ့ HDR tablet ပါတော့ရုပ်ရှင်ကြည့်မလား game ဆော့မလားအယောင်တွေးတွေကစိုးပြပြီးတော့တောက်ပနေမှာတေချာပဲဗျ performance ဘိုင်းမှာတော့ပြောစရာမလိုတော့ဘူးကွက်ကွန်းရဲ့နောက်ဆုံးပေါ်4 nanometer နည်းပညာတော့ Snapdragon 7H Gen 4 ချစ်ဆက်ကိုတက်ဆင်ပေးထားတယ် OS ကလည်း Android 15 အခြေခံ HyperOS 2 ဆိုတော့ဖုန်းကတွတ်တက်လေးနဲ့ငြိမ်နေရော feature lenser တွေနဲ့ socket to set ဆိုတဲ့ AI feature တွေလည်းအများကြီးပါဝင်တယ်ဒါတွေကတော့ Redmi Note 15 နဲ့ 15 Pro မှာတော့ပါပြီးသားပါပဲ mirroring ဖုန်းတွေမှာရှာရှာပပတွေ့ရမယ့်ကင်မရာ setup ပါ main camera 15 megapixel အပြင် telephoto ပါ 15 megapixel ပေးထားတာ share ပဲဗျ zoom ဆွဲရရင်တော့ပုံရိပ်တွေကပြတ်သားနေမှာပါ selfie ဆရာတွေအတွက်လည်း 32 megapixel ပါတော့အလားပုံတွေစိတ်ကြိုက်ဖမ်းယူနိုင်အောင်ပါဗျဒီဖုန်းရဲ့အသက်က battery ပါပဲဗျ9000 mAh လဲပါတယ်ဖုန်းအကြာကြီးသုံးရင်လည်းပူမသွားဘူးအားကုန်မှလည်းကြောက်စရာမလိုသလိုကုန်သွားရင်လည်း90W fast charging နဲ့ဆိုတော့ခဏလေးနဲ့ပြန်ပြေးတယ်Wavas wire charging 22.5 watt တောင်ပါလို့ကိုဖုန်းကနေသူများဖုန်းကိုတော့ပြန်အားသွင်းပြီးလို့လည်းရသေးတယ်ပြီးတော့ build quality ကလည်း IP68 rating ရထားတော့ရေဆိုတာလောက်ကတော့စိတ်ပူစရာတော့မလိုဘူးဗျာဈေးနှုန်းအနေနဲ့ကတော့17သိန်းကျော်ကနေ73သိန်းကျော်ထိရှိနိုင်တယ်။ဒါပေမဲ့ဒီဈေးနှုန်းနဲ့ပတ်သက်ပြီးတော့တနည်းကွာချက်လေးတွေရှိနိုင်တာကြောင့်မို့ဈေးနှုန်းနဲ့ပတ်သက်ပြီးအမားပါသွားခဲ့ရင်ဒီကနေပဲတောင်းပန်လိုက်ပါတယ်ဗျ။ဒီဟာနဲ့ပတ်သက်ပြီးခြုံပြောရမယ်ဆိုရင် Redmi Note 15 Pro Plus 5G ဟာ display ကောင်းတယ်ဘက်ထရီအကျန်းစားနဲ့ကင်မရာမိုက်လိုချင်တဲ့လူတွေအတွက်ရွေးချယ်စရာအကောင်းဆုံးဖုန်းကောင်းတစ်လုံးဖြစ်လာမှာပါ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share and subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးတော့ဗျ